ထိုးတာတော့ဟုတ်ပါပြီတက်တူးဆေးမင်ကအသားတွေကိုဘယ်လိုဆွဲကြံရတာလဲစိတ်ဝင်စားဖို့ကောင်းတာတကူကအမားတို့ခန္ဓာကိုယ်ဟာတရက်ကိုအရေးပြဆဲပေါင်းခံမှန်းချိန်9ဘီလီယံလောက်ကိုအဟောင်းအသက်လဲနေကြပါအဲ့လောက်ဒီအရေးပြဆဲတွေအဟောင်းသိပြီးအသက်လဲနေတဲ့အချိန်မှာတက်တူးဆေးမင်ကအသားထဲမှာဘယ်လိုဆွဲကြံရတာလဲအမားတို့ရဲ့အသားမှာအလွှာတွေရှိပြီးတော့အပေါ်ဆုံးလွှာ epidermis ဒုတိယအလွှာ dermis တက်တူးဆေးမင်ကိုဒုတိယအလွှာ dermis ထဲထိထိုးထည့်ရတာပါဒါမဲ့ဆက်လွားထဲမှာဆိုရင်သွေးကြောတွေမှုညင်းပေါက်တွေနဲ့ချွေးကလေးတွေရှိပါတယ်အသားကိုတက်ဆက်နဲ့တက်တူးအဆိုင်ပြီးတော့တက်တူးဆေးမင်ကအသားထဲကိုဝင်သွားပြီဆိုတာနဲ့အမားတို့ရဲ့ကိုယ်ခံအားစနစ် immune system ကဒဏ်ရာကိုကုသပြီးတော့အပြင်ကနေဝင်လာတဲ့ဘာမှမသိတဲ့တက်တူးဆေးမင်ကိုဖြက်စီးပစ်ဖို့အတွက် macrophages ဆိုတဲ့သွေးဖြူဥတွေကိုလွှတ်လိုက်ပါတယ်ပုံမှန်ဆိုရင်အပြင်ကနေဝင်လာတဲ့အမုံအမွှားအစိတ်အတောက်မှန်သမျှကိုပျော်ဝင်နိုင်တဲ့အခြေအနေရောက်တဲ့အထိခြေဖြက်ဖြက်စီးပစ်နေကြပါအဲ့လိုခြေဖြက်ဖြက်စီးတာ macrophages တွေက acid နဲ့ enzyme ပါဝင်တဲ့ phagocytosis ဆိုတဲ့အရေးအိတ်တွေရဲ့တာဝန်ပါဒါပေမဲ့တက်တူးဆေးမင်တွေမှာပါဝင်တဲ့ pigment ဆိုတဲ့စိုးစေးတွေက macrophages cell တွေခြေဖြက်နိုင်တဲ့အရွယ်အစားတဲ့အစမတန်ကြီးမားနေတယ်လို့ပါဝင်တဲ့ဓာတုဆေးဖွဲ့စည်းပုံကလည်းတည်ငြိမ်လွန်းနေတယ်ပြင်ပကနေဝင်လာတဲ့ NAL လို့သတ်မှတ်ထားတဲ့အတွက်ဒီတိုင်းလွတ်ပေးလိုက်ဖို့ကလည်း immune system ကခွင့်မပြုပြန်အောင်ဒီတော့ macrophages cell တွေကတက်တူးဆေးမင်တွေကိုအသားထဲပြတ်မသွားစေဖို့အတွက်သူ့မှာရှိနေတဲ့အရေးအိတ်ထဲမှာပိတ်လောင်လိုက်ပါတယ်အဲ့လိုပိတ်လောင်ထားတဲ့ macrophages cell ကတက်တန်းကုန်သွားပြီးတည်သွားတာနဲ့တက်တူးဆေးမင်တွေကလွတ်ကျွတ်သွားတယ်အဲ့မှာနောက်ဆက်တစ်လုံးကနေရာယူပြီးတော့ပြန်ပိတ်လောင်ပစ်လိုက်တယ်အဲ့လိုလွတ်လိုက်ပြန်အပိတ်ခံလိုက်ဖြစ်စဉ်ကို release recapture cycle လို့ခေါ်ပါတယ်2018ခုနှစ်တော့ immunologist Dr. Anna Berens ကဦးဆောင်ပြုစုခဲ့တဲ့ umbilical microphage dynamics explain ဖို့ tattoo persistent and strenuous removal ဆိုတဲ့စာတမ်းထဲမှာဒီအကြောင်းကိုအသေးစိတ်ဖော်ပြရေးသားထားပါတယ်လေဆာနဲ့တက်တူးဖြတ်ရင်တခါတည်းနဲ့မပြီးရလဲဒါကြောင့်ပါပဲလေဆာကတက်တူးစိမင်ကိုဖြတ်ပစ်တာမဟုတ်ပါဘူး macrophages cell တွေခြေဖြတ်လို့ရတဲ့အရွယ်အစားရောက်သွားအောင်တက်တူးစိမင်တွေကိုတစားစီခွဲထုတ်ပစ်တာပါခြေဖြတ်လို့ရတဲ့အရွယ်အစားရောက်ပြီဆိုတာနဲ့တက်တူးစိမင်ကိုလုံးဝအစပြောက်သွားစေဖို့က immune system ကဆက်ပြီးတာဝန်ယူပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ပိုင်းမှာလည်း fashion မိသမျှတို့ပြန်လည်မျှဝေပေးပါမယ်ရှင်